ဒီကနေ့မှာတော့ကမ္ဘာဆက်ခုံပေါ်ကအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ပထဝီနိုင်ငံရေးစစ်တွင်ရင်ပြည်တစ်ခုကြောင့်ကိုဆွေးနွေးတော့ကြရအောင် American တရုတ်အီရန်နဲ့အစ္စရေးတို့ပါဝင်နေတဲ့အင်အားကြီးလေးနိုင်ရဲ့ရှုပ်ထွေးလာတဲ့မဟာဗျူဟာမြောက်ပဟီလီကြီးကိုကျွမ်းကျင်သူတွေထုံးတက်ချက်တွေနဲ့အတူအသေးစိတ်ခွဲခြားစိတ်ထားကြည့်ကြမယ်လေဒီပွဲမှာဘဒုကဘလို့ရွှေ့ကွာတဲ့တုံးနေကြတယ်လဲဆိုတာကိုအတိအကျတိမြင်နိုင်ဖို့ကျွန်တော်တို့ရဲ့ဒီရှင်းလင်းနေပြချက်လေးကနေအတူတူလေ့လာကြည့်ကြရအောင်ပါအခုလောလောဆယ်နိုင်ငံတကာလေးလံဆန်းစစ်သူတွေကြားမှာအကျယ်လောင်လုံးဖြစ်နေတဲ့မိခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့အီရန်ကိစ္စမှာအမေရိကန်ကိုကြိုက်အောင်တကယ်ပဲကူညီမလားဆိုတာပါပဲ။အထူးသဖြင့်ဟော်မုဇ်ရဲ့ရေလက်ကြားလုံခြုံရေးကိစ္စပြီးတော့အီရန်နိုင်ငံနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာစေရေးစတဲ့အရေးကြီးတဲ့ကိစ္စရပ်တွေပေါ်ဗဟိုပြုပြီးမိခွန်းထုတ်နေကြတာပါ။ဒီတော့ဒီကနေ့ကျွန်တော်တို့လေ့လာသွားမယ့်အဓိကအကြောင်းအရာ၅ခုကတော့အမေရိကန်နဲ့အီရန်ချင်းချင်းတရုတ်ရဲ့အမှန်တကယ်အကျိုးစီးပွားနှမျိုးသုံးပစ္စည်းဆိုတဲ့ကွက်လက်အမေရိကန်ရဲ့ဆုံးဖြတ်ရမယ့်အခြေနဲ့အစ္စရေးရဲ့ယက်တီချက်တို့ပဲဖြစ်ပါတယ်။တစ်ချက်ချင်းစီအသေးစိတ်ကြည့်လိုက်ကြအောင်။တမန်ဆုံးအနေနဲ့အပိုင်းဆက်ဖြစ်တဲ့အမေရိကန်နဲ့အီရန်တို့ကြားကအရွေးကြဖြောင်းလဲမှုတွေကနေစားလိုက်ကြအောင်။လူထုရဲ့မျှော်လင့်ချက်နဲ့တကယ်လက်တွေ့အခြေအနေကြားကကွာဟချက်ဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ဗျ။အများစုကတော့ကြောက်ခေါင်းဆောင်ရှီကျင်းဖင်နေနဲ့အမေရိကန်ကိုကူညီလိုက်မယ်လို့မျှော်လင့်ထားကြတာပေါ့။ဟော်မုဇ်လက်ကြားဖွင့်ထားဖို့နဲ့အီရန်နျူကလ িয়ার မရစီဖို့ကြောက်ကကူညီမယ်လို့ထင်ကြတာပါ။ဒါပေမဲ့လေးလာဆန်းစစ်သူတွေရဲ့သတိပေးချက်တွေအရဖတ်တူရီနိုင်ငံရဲ့လက်တွေ့အခြေအနေကလုံးဝတခြားစီဖြစ်နေပါတယ်။တကယ်တော့ကျမတို့ကိုပိုင်းရှုပ်ထွေးလာတဲ့မဟာဗျူဟာများခင်းချင်းရှိနေပြီးအီရန်ကိုဖိအားပေးဖို့ဘယ်လိုရည်ရွယ်ချက်မှမရှိဘူးလို့ဆိုပါတယ်။ဒါဆိုရင်အပိုင်းနှင်းကိုဆက်သွားကြမယ်။တရုတ်ရဲ့အမှန်တကယ်မဟာဗျူဟာများအကျိုးစီးပွားတွေကဘာတွေများဖြစ်မလဲ။ဒီလိုပါ။ယုံဟာဟော်မုဇ်ဆွေလန်ကြားကိုဖွင့်ထားခြင်းတာမှန်တယ်လို့အီရန်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်စေချင်တာလည်းမှန်ပါတယ်။ဒါပေမဲ့အဲ့ဒီအတွက်အီရန်ကိုဖိအားပေးမှလားဆိုတော့လုံးဝမပေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျုပ်ရဲ့အထူးကအကျိုးစီးပွားကအီရန်အစိုးရကိုဆက်လက်တည်မြဲစေခြင်းနေလို့ပါပဲအနာဂတ်မှာအမေရိကန်နဲ့မဟာဗျူဟာမြောက်ရှင်ပြိုင်တဲ့အခါအနောက်အစုကိုဆန့်ကျင်မဲ့မဟာမိတ်တအုပ်အနေနဲ့အီရန်ကိုထိန်းသိမ်းထားဖို့ကျုပ်ကအပြည့်အဝလိုအပ်နေလို့ဖြစ်ပါတယ်ဒါအရေးကြီးဆုံးကောက်ချက်ချရရင်အမေရိကန်အစိုးရအနေနဲ့အီရန်ကိစ္စကိုဖြေရှင်းရမှာကျုပ်စီကနေအကူအညီရလာလိမ့်မယ်လို့တွားမျှော်လင့်လို့မရဘူးဆိုတာပါပဲကျွမ်းကျင်သူတွေအဆိုအရကျုပ်ဟာအမေရိကန်ကိုကူညီဖို့ဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူးအမေရိကန်ဟာဒီပြဿနာကိုသူ့ဘာသာသူကိုယ်တိုင်ပဲဖြေရှင်းရမှာပါနိုင်ငံတကာစွမ်းရည်စေကိုတင်တဲ့ကမ္ဘာလုံးကျုံရဲ့ဒီအချက်ကအလုံးကိုခရရဲ့ခတ်မှုကြီးမှလာပါပဲအခုအပိုင်းသုံးဖြစ်တဲ့နှမျိုးသုံးပစ္စည်းခွက်လက်အကြောင်းကိုကြည့်ကြရအောင်ဒီမှာတကယ်ကိုအတော်စရာခေါ်တဲ့ကွက်လက်တစ်ခုရှိနေတယ်ဗျာအဲ့ဒါကတော့ dual use materials လို့ခေါ်တဲ့နှမျိုးသုံးပစ္စည်းတွေပါဒီဝါဟာရဆိုတာအရေးပတ်သုံးအဖြစ်တရားဝင်တတ်မှတ်ထားပေမဲ့တကယ်လက်တွေ့မှာတော့စလက်နဲ့တဲ့ထုတ်လုပ်တဲ့နေရာမှာပါအသုံးပြုလို့ရတဲ့ဓာတုပစ္စည်းတွေကွန်ပစ္စည်းတွေကိုဆိုလိုတာပါဒီသဘောတရားကိုနားလည်ထားမှသာအရက်ပတ်သုံးဆိုတဲ့ခေါင်းစဉ်အောက်ကနေဝင်လာတဲ့ပစ္စည်းတွေဟာစီအေးရွေချက်အဖြစ်ဘလို့ပြောင်းလဲတော်လဲဆိုတာကိုကျွန်တော်တို့သဘောပေါက်မှဖြစ်ပါတယ်။ကဲဒီထောက်ပံ့ရေးကွင်းဆက်ဘလူးလဲပတ်နေတယ်လဲဆိုတာအဆင့်လိုက်ကြည့်ရအောင်။ပထမအဆင့်မှာအီရန်ကသူ့ရဲ့ကိုယ်ပိုင်ထုံးကြီးတွေကိုထုတ်လုပ်ပါတယ်။ဒုတိယအဆင့်မှာအဲ့ဒီထုံးကြီးတွေတိစော့ဖို့လိုအပ်တဲ့ဓာတုပစ္စည်းတွေကိုတရုတ်စီကနေရယူမိခိုနေရပါတယ်။တတိယအဆင့်မှာတရုတ်ကဒီပစ္စည်းတွေဟာအရက်ပတ်ထုံးဆက်တာဖြစ်တယ်လို့အကြောင်းပြပြီးနိုင်ငံတကာဆွဆွဲချက်တွေကိုငင်းဆွေနေကွက်တနည်းအားဖြင့် plausible deniability ကိုအပြည့်အဝရယူထားပါတယ်။ဒါဟာအီရန်ရဲ့ဒုံးကျည်စွမ်းရည်ကိုတရုတ်ကတွဲဝိုက်တဲ့နည်းနဲ့ပံ့ပိုးပေးနေတဲ့ကွက်လက်တစ်ခုပဲဖြစ်ပါတယ်။ဒီအချက်ကဘာကိုရှင်းရှင်းလင်းလင်းပြသနေတယ်လဲဆိုတော့တရုတ်ဟာ Saudi Arabia လို့ Arab စော်ပွားများပြည်ထောင်စု UAE တို့နဲ့ဆက်ဆံရေးကောင်းမွန်အောင်ထိန်းသိမ်းထားခြင်းပေးမဲ့လေအီရန်ကိုတားတို့ပစ္စည်းတွေဘာလို့ဆက်လက်ထောက်ပံ့နေရလဲဆိုတဲ့အဓိကအကြောင်းရင်းပါပဲ။တူရီတီတွေအဆိုအရတရုတ်နဲ့အီရန်နဲ့နိုင်ငံကြားမှာအနာအုပ်စုကိုဆန့်ကျင်ဖို့ဆိုတဲ့ခိုင်မာတဲ့အခြေခံသဘောတရားရေးရာတူညီချက်တစ်ခုရှိနေတာကြောင့်ဖြစ်ပါတယ်။ဆက်ပြီးတော့အပိုင်း၄အမေရိကန်အတွက်တကယ်ကိုအရေးကြီးတဲ့ဆုံးဖြတ်ရမယ့်အချိန်ကိုရောက်လာပါပြီ။လက်ရှိမှာအမေရိကန်ရှေ့မှာရွေးချယ်စရာလမ်းနှစ်သွယ်ပဲရှိပါတယ်။ပထမတစ်ခုကတော့စီရေးရတာပြန်လည်အသုံးပြုမဲ့လမ်းကြောင်းဖြစ်ပြီးဒုတိယတစ်ခုကတော့စားပွဲဝိုင်းမှာပြန်ထိုင်ပြီးသဘောတူညီချက်အသစ်တစ်ခုရအောင်စ조사ဖို့ပါပဲ။ဒါပေမဲ့လက်ရှိအခြေအနေမှာအီရန်ဘက်ကဘလို့အရှော့ပေးအပေးယူလုံးမဲ့လက္ခဏာမှာမပြနေတာကအမေရိကန်အတွက်အခက်အခဲကြီးတစ်ခုပါပဲ။ဒီနေရာမှာမေးစရာရှိတာကစီးရဲအရေးယူဖို့နောက်နှွေးကြကြနေပြီးတရုတ်စီကနေအီရန်အပေါ်ဖိအားပေးလာမယ့်အချင်းကိုစောင့်ဆိုင်နေခြင်းဟာတကယ်ပဲထောက်ပေါက်တစ်ခုကိုရစေမှာလားဆိုတာပါပဲ။တောင်းတဖို့တွေကတော့အစားကလေးကတရုတ်စီကဖိအားဆိုတာရောက်လာမှာမဟုတ်တဲ့အတွက်ဒါအချင်းဆွေးနေုံတက်တက်တာဖြစ်လိမ့်မယ်လို့ထောက်ပြထားပါတယ်။နောက်ဆုံးအနေနဲ့အပိုင်းကအီရန်အပေါ်အစ္စရေးရဲ့ရည်တည်ချက်ကဘယ်လိုရှိတယ်လဲကြည့်လိုက်ကြအောင်။အစ္စရေးရဲ့ရည်တည်ချက်ကတော့အလုံးကိုပြတ်သားပါပဲ။အမေရိကန်နဲ့ရန်ကြကမိသည့်သဘောတူညီချက်မျိုးကိုမဆိုသူတို့ကလုံးဝဆန့်ကျင်ပါတယ်။အကြောင်းရင်းကရှင်းပါတယ်။သဘောတူညီချက်မန်တမယာဟာအစ္စရေးကဖယ်ရှားခြင်းရဲ့ရန်ဆိုးရကိုပိုပြီးအင်အားတောင်းတင်သွားစေလိမ့်မယ်လို့ယုံကြည်ထားလို့ပါပဲ
ဒီသဘောထားကအစ္စရေးရဲ့တန်တမာရေးရယက်တီချက်ကိုအတိအကျဖော်ဖော်ပြနေပါတယ်စီကံချက်တွေဘလို့ပဲပါဝင်ပါစေအစ္စရေးအတွက်ကတော့စိုးရွားတဲ့သဘောတူညီချက်တကူရသွားတာထက်စားရင်ဘာသဘောတူညီချက်မှမရှိတာကမှပိုကောင်းတယ်လို့ရှုမြင်ထားတာကိုအထင်ရှားတွေ့ရပါတယ် ဒါဆိုရင်အစ္စရေးကနောက်ွယ်ကနေဘာကိုလိုလားနေတယ်လဲအစ္စရေးကစစ်ပွဲစီပြန်သွားဖို့တွန်းအားပေးနေပါတယ်အထူးသဖြင့်အီရန်ရဲ့စွမ်းရည်စက်ရုံတွေကိုတိုက်ခိုက်ဖို့နဲ့ကန့်သက်မထားတဲ့စီးရဲအရေးယူမှုတွေလှုပ်ဆောင်ဖို့လိုလားနေပါတယ်သူတို့ရဲ့အထူးကရွေးချက်ကတော့အနာဂတ်မှာအစ္စရေးအသက်မဟာဗျူဟာမြောက်ချင်းချောက်မှုဖြစ်လာမဲ့အီရန်ရဲ့အင်အားကိုအမြဲတမ်းတားဆီးချေမှုန်းဖြစ်ဖို့ပဲဖြစ်ပါတယ် ခြုံငုံကြည့်ရရင်နိုင်ငံကဇက်ခုံပေါ်မှာအလွန်ကြီးမားတဲ့ပထဝီနိုင်ငံရေးအကျိုးသက်ရောက်မှုတွေရှိနေတာကိုရှင်းလင်းစွာတွေ့မြင်ခဲ့ရပြီဖြစ်ပါတယ်။အမေရိကန်အနေနဲ့ဒီလိုအရေးကြီးလာတဲ့လမ်းဆောင်လမ်းခွာမှာဘယ်လမ်းကြောင်းကိုရွေးချယ်မလဲ။ထိုရွေးချယ်မှုအပေါ်မူတည်ပြီးအရှိအလဲပိုင်းဒေတာတစ်ခုလုံးရဲ့အနာဂတ်ကဘယ်လိုများပုံဖော်ပြောင်းလဲသွားမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ်။စိတ်ဝင်စားဖွယ်အကောင်းဆုံးနဲ့အရေးအကြီးဆုံးမေးခွန်းတစ်ခုဖြစ်ကြံ့ရစ်နေပါတော့ပဲ။